ဒီနေ့မှာတော့လူဒန်းစားမတူနောက်ခံမတူတဲ့လူနှစ်ယောက်ရဲ့တန်ရောစင်နဲ့ခိုင်မြဲတဲ့တငယ်ချင်းတန်ရောစင်ကိုရီမောချင်းမျက်ရည်ကျခြင်းတွေနဲ့ရိုက်ကူးထားတဲ့ဖြစ်ရမှန်ရုပ်ရှင် The Intouchable ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Philip ဆိုတာဇနီးသည်ဆုံးပါသွားပြီးနောက်လေဒီစီးရင်မတော်တဆမှုကြောင့်လေပင်အောက်ပိုင်းတစ်ခုလုံးတေသွားတဲ့ပြင်သစ်တထေးကြီးတူပါ။သူဟာသူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက်လူနာထိန်းတယောက်ကိုအင်တာဗျူးခေါ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာ Drake ဆိုတဲ့အလုပ်လက်မဲ့ထောက်ပံ့ကြေးရဖို့စာရွက်ပေါ်မှာလက်မှတ်လာတောင်းတဲ့ဆင်းရဲသားလူမိုက်ကောင်လေးတယောက်အင်တာဗျူးရဲဇွတ်တိုးဝင်လာခဲ့ပါတယ်။သူ့ကိုလာသနာနေတဲ့သူတွေကိုညှင်းငွေ့နေတဲ့ Philip ဟာသူ့အပေါ်တနာစိတ်မရှိဘဲရိုးသားပွင့်လင်းလွန်းတဲ့ Drake ကိုသဘောကျသွားပြီးအစမ်းခန့်တလအလောက်ခန့်လိုက်ပါတော့တယ်။အစာပိုင်းမှာ Drake တယောက်လူနာထိန်းအလုပ်တွေကိုမလုပ်တတ်မကင်တတ်နဲ့အခက်ခဲတွေးခဲ့ပေမဲ့အချိန်တိုအတွင်းမှာပဲ Philip ရဲ့နေ့စဉ်ဘဝတွေကိုပျော်ရွှင်မှုတွေယူဆောင်လာပေးနိုင်ခဲ့ပါတယ်။ Philip ကိုလူနာတယောက်လိုတနာမနေပဲကားအကောင်းစားကြီးတွေကိုအတူတူမောင်းနေတာစိတ်လိတ်အတူတောက်တာပါတီပွဲတွေမှာတချင်းတွေအကျယ်ကြီးဖွင့်ပြီးအတူကခုံတာတွေလုပ်ခဲ့သလို Philip စာပေးစာယူလုပ်နေတဲ့အမျိုးသမီးနဲ့ဖုန်းဆက်တွေ့ဆုံနိုင်အောင်လဲ Drake ကပဲတွန်းအားပေးခဲ့ပါတယ်။ဒါပေမဲ့ Drake ရဲ့မိသားစုပြဿနာတွေကြောင့်အထူးသဖြင့်သူ့ညီလေးလူမိုက်ကိုင်းနဲ့ရောက်လူနေပါဖြစ်နေတာကြောင့် Philip ဟာ Drake ကိုသူ့မိသားစုစီပြန်သွားဖို့တိုက်တွန်းပြီးအလုပ်ကနေနှုတ်ထွက်ခွင့်ပေးလိုက်ပါတယ်။ Drake ထွက်သွားပြီးနောက်ပိုင်း Philip စီကိုရောက်လာတဲ့လူနာထိန်းအသစ်တွေဟာအရန်ယိုသေးလွန်ပြီးပြင်းစရာကောင်းတာကြောင့် Philip တယောက်စိတ်တက်ကြပြီးကျမ်းမာရေးပြန်ဆိုးလာခဲ့ပါတယ်။ဒါကိုသိတဲ့ Drake ဟာ Philip စီပြန်လာခဲ့ပြီးရဲတွေကိုပါညံစင်ပြီးကားကိုအရှိန်ပြင်းပြင်းမောင်းကာ Philip ကိုကမ်းခြေစီခေါ်ထုတ်သွားခဲ့ပါတယ်။ဇက်သိမ်းပိုင်းမှာတော့ Drake ဟာ Philip အတွက်အန်သားစရာလက်ဆောင်တစ်ခုပြင်ဆင်ပေးခဲ့ပါတယ်။အဲ့ဒါကတော့ Philip နှစ်ရှည်လာများစာပြန်လှန်ရေးခဲ့ရတဲ့အမျိုးသမီး Eleanor နဲ့စားတောက်ဆိုင်တစ်ခုမှာလူချင်းတွေ့ဆုံနိုင်အောင်စီစဉ်ပေးခဲ့တာပါ။ Drake က Philip ကိုနှုတ်ဆက်ပြီးပြုံးလျက်ထွက်ခွာသွားချိန်မှာပဲ Philip ဟာသူ့ဘဝရဲ့အချစ်သစ်နဲ့ပျော်ရွှင်စွာဆုံတွေ့ခွင့်ရသွားပါတော့တယ်